တကြက်တပြားရဖို့ကိုမနေ့နေထွက်ကနေညနေနေဝင်ထိရုံးကန်နေရတဲ့ကျွန်တော်တို့လူကောင်းတွေမှာလဲလူငယ်ပီပျော်စရာတွေနဲ့ဖြတ်တန်းရင်လူငယ်ဘဝကိုလူငယ်တယောက်လိုအချိန်ကြီးကုန်လွန်နေတာပေါ့ဗျာအိမ်ကဆန်ဦးတွေကဆန်ကိုကျွန်တော်မှမဖြည့်ရင်ဖြည့်နိုင်မဲ့သူမရှိတော့ဘူးဗျာကျွန်တော်မိဘတွေလည်းအိုမင်းနေပြီလေဒါကြောင့်ကျွန်တော်ရဲ့လူငယ်ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့မဖြတ်သန်းခဲ့ရရင်နေပါစေဗျာကျွန်တော်မိသားစုလေးကိုတော့အမင်းနဲ့မမှန်နဲ့မငတ်ရအောင်ထားနိုင်တဲ့သူတယောက်ဖြစ်ချင်တယ်ဗျာဒါကြောင့်ကျွန်တော်တို့လူငယ်တချို့ကအမောင်ကျနေတဲ့နိုင်ငံကိုစွန့်ခွာပြီးကျွန်တော်တို့အနာဂတ်တွေအတွက်နိုင်ငံတစ်တွေကိုပူပြောင်းပြီးတော့လမ်းတစ်တွေကိုပါတော့ကိုဖောက်ရတယ်ဗျာဒါကြောင့်မိဘတွေနဲ့လည်းခွဲခွာရတယ်ကျွန်တော်တို့လူငယ်ဘဝတွေကိုလည်းစွန့်ခွာရတယ်ကျွန်တော်တို့တွေကအရွယ်မတိုင်ပဲရှင်းချက်လာကြတယ်တချို့လူငယ်တွေကအသက်မပြည့်ပဲရင့်ကျက်လာကြတယ်ဒါကဘဝကပြီးတဲ့သင်ခန်းစာတွေနဲ့လောကဒဏ်ရိုက်ချက်တွေကြားမှာလူငယ်တော်တော်များများကရင့်ကျက်ပြီးတော့တည်ငြိမ်လာကြတယ်ဒါကြောင့်ကျွန်တော်တို့ဘဝသူလူငယ်တွေအားလုံးပြောစရာတွေမရှိနေပါ